ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါနော်တနင်္ဂနွေသားသမီးများအတွက်ပေါ့အပတ်စဉ်တောက်ကြနေညနေ6နာရီဆိုရင်ကျွန်တော်တို့ပုံမှန်တင်ပေးနေကြဖြစ်တဲ့ဒုက္ခကျေပွင့်ဆိုတဲ့တဲတော်နမိတ်ဖြစ်ပါတယ်ဒီဟောစတန်လေးကတကယ်ပြီးခဲ့တဲ့2ပတ်တိမရိုက်ဖြစ်တာပေါ့နော်မရိုက်ဖြစ်တယ်ဆိုတာကတော့နံပါတ်1ကတော့ကျမ်းမာရေးအခြေအနေရလည်းဖြစ်တယ်နံပါတ်2ကတော့ကျွန်တော်တို့ဒီအယူတော်မင်္ဂလာချမ်းရဲ့အလုပ်တွေတာဝန်တွေမမလတ်နိုင်အောင်ရှိတဲ့အခါကျတော့ဒါရိုက်ကူးရေးတွေပြတ်သွားတာပေါ့ဒီတစ်ပတ်ကတော့ကြိုးစားပြီးတော့ဒါရိုက်ပြတာဖြစ်ပါတယ်နောက်ထပ်ကျွန်တော်အစီအစဉ်လေးတစ်ခုလည်းလုပ်ထားပါတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ဒီလကုံလောက်တော့စပြမှာပါအဲ့ဒါနေ့စဉ်ဒုက္ခကျေပွင့်အယူတော်မင်္ဂလာအခါပေးဟောစတန်လေးတွေလည်းနေ့စဉ် daily ပေါ့နော်ရိုက်ပြီးတော့တင်ပေးဖို့အတွက်လည်းကျွန်တော်တို့စီစဉ်ထားပါတယ်အဲ့တော့ကျွန်တော်တို့ဟောစတန်အစီအစဉ်လေးမစတင်ခင်ကျွန်တော်တို့မိတ်ဆွေတွေကိုကျွန်တော်တို့အယူတော်မင်္ဂလာချန်ကဗုဒ္ဓဦးနေ့ကလွယ်ရင်ကျန်တဲ့ရက်တွေမှာပိတ်ရက်မရှိဖွင့်ပါတယ်ဒီလိုကို့မှာအခက်အခဲရှိတဲ့ရေရရာအကူအညီတွေလိုချင်တယ်ဆိုရင်အယူတော်မင်္ဂလာချန်ကိုဒါမနေ့12နာရီမကျော်ခင်အရောက်လာခဲ့ကြဖို့ဖြစ်ပါတယ်နော်အဲ့တော့ဒီကျွန်တော်တို့ယူတော်မင်္ဂလာချန်ကရေရရာကြီးပါချင်းညာကြီးအခကြီးငွေတပြားတစ်ချက်မှမယူဘဲနဲ့ဘသူပဲဖြစ်ဖြစ်အခမဲ့ရေရရာတွေခြေပေးနေတဲ့ရေရရာမျိုးဖြစ်ပါတယ်နောက်တစ်ခုကကိုယ်တိုင်ဘေရင်တက်လောကီပညာတတ်တွေကိုသင်ယူခြင်းနဲ့တက်မြောက်ခြင်းနဲ့ဆိုရင်လည်းဒီလာမယ့်12လပိုင်း1ရက်နေ့ကနေပြီးတော့10ရက်နေ့ထိ8ရက်တာဘေရင်သင်တန်းရှိပါတယ်အဲ့တော့အဲ့သင်တန်းမှာလည်းမြည်သူမသူလာပြီးတော့တက်လို့ရပါတယ်သင်တန်းကြီးပါခြင်းညာခြင်းမရှိပါဘူးအခမဲ့ဖြစ်ပါတယ်နော်ဇယိတ်ငိမ့်ဖြစ်ပါတယ်နောက်ထောက်ခံစာလေး2ဆောင်တော့ယူလာခဲ့ဖို့လိုပါတယ်ရက်ွယ်အုပ်ချုပ်ရေးမှုရဲ့ထောက်ခံစာရဲ့ရဲစခန်းထောက်ခံစာရဲ့ဖြစ်ပါတယ်နော်နောက်ကျွန်တော်တို့နီညိုရောင်ကြက်သွေးရောင်ဝစ်စုံတွေအနည်းဆုံး2စုံ3စုံလောက်တော့ချုပ်ခဲ့ရမှာပေါ့နောက်တစ်ခုကကျွန်တော်တို့အကြောင်းမျိုးနဲ့ယူတော်မင်္ဂလာချောင်းမလာနိုင်တဲ့လူတွေရှိပါတယ်အဲ့ဒီမလာနိုင်တဲ့လူတွေကတော့ကျွန်တော်တို့ online ကနေပြီးတော့ host ကနေမှာလို့ရပါတယ်ဒီ3996နဲ့39လုံး9ဆိုတဲ့ Viber နံပါတ်က39ခွန်9 2029ဆိုတဲ့ Viber နံပါတ်အဲ့နှလုံးကနေပြီးတော့ host မှာနိုင်ပါတယ်ရရအကူအညီတွေတောင်းနိုင်ပါတယ်နော်အဲ့တော့ host လေးစပါမယ်နော်တနင်္ဂနွေသားသမီးတွေအတွက်တနင်္ဂနွေသားသမီးတွေရဲ့ကံစားတာကြတော့ဒီတပတ်တာကာလမှာကျွန်တော်တို့နံပါတ်1ကသူကကျယ်ပွင့်နမိတ်တွေပါပဲကျယ်ပွင့်နမိတ်ဆိုတာအင်မတန်မှကောင်းသောနမိတ်ပါအဲ့တော့အလုပ်ကိုင်းတွေအခြေအနေတွေကောင်းမယ်ကံစားတာတွေကောင်းမယ်ကံကြမ္မာပွင့်လန်းမယ်ပေါ့နော်အဲ့တော့လုပ်ငန်းဆောင်တာတွေတိုးတက်ခြင်းတွေအောင်မြင်ခြင်းတွေဖြစ်ထွန်းခြင်းတွေဖြစ်မယ်အဖက်ဘက်ကနေပြီးတော့အစဉ်ပြေခြင်းတို့ကံကောင်းခြင်းတို့စိတ်ချမ်းသာရခြင်းတွေအောင်မြင်ခြင်းတွေကြုံမယ်အလုပ်နဲ့ပတ်သက်ရင်ကံစားတာတော်တော်လေးကောင်းပါတယ်နောက်အလုပ်ကိုင်းခွင့်ရေးခွင့်လန်းနေရလည်းပဲတော်တော်လေးများဆဆတော်တော်လေးပေါ့များဝင်လာဖို့ရှိတာပေါ့အဲ့ဒါကအခက်အခဲမရှိပါဘူးကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလုပ်နေတဲ့လူတွေဆိုရင်လည်းလုပ်ငန်းတစ်တွေအများကြီးကြုံနိုင်တယ်နောက်ကုမ္ပဏီဝန်ထမ်းတို့အစိုးရဝန်ထမ်းလုပ်ကိုင်နေတဲ့သူတွေဆိုရင်လည်းအလုပ်မှာယာတုတိုးခြင်းတွေလစာတိုးခြင်းတွေနေရာကောင်းရာခြင်းတွေအများကြီးကြုံနိုင်ပါတယ်ကြုံတာတွေကတော့တော်တော်လေးကြုံမှာပါကြုံတာကတော့ပြဿနာမရှိပါဘူးပြဿနာကဘာလဲဆိုတော့အဲ့ဒီအခွင့်အရေးတွေကံလျော်စွာနဲ့ပေါ်ပေါက်လာတဲ့အလုပ်ကိုင်းတွေအခွင့်အရေးတွေအခွင့်အလမ်းတွေကိုကိုယ်တိုင်ကစိတ်ဝင်စားသလိုဖြစ်နေတတ်တာငွေတွေမဝင်ဘူးလားဆိုတော့လည်းဝင်တယ်ကိုဖြစ်ချင်တာတွေမဖြစ်ဘူးလားဆိုတော့လည်းဖြစ်တယ်အဲ့မှာပြီးခဲ့တဲ့တလောလုံးကအလုပ်ပင်ပန်းတဲ့ဒဏ်တွေစိတ်မောလူမောစိတ်ပင်ပန်းလူပင်ပန်းဖြစ်ပြီးတော့မှအောင်မြင်မှုရထားတဲ့အတွက်အောင်မြင်မှုနဲ့ပင်ပန်းမှုနဲ့မထိုက်တန်ဘူးလို့အတွေးတွေဝင်လာပြီးတော့နောက်ပေါ်လာတဲ့အလုပ်ကိုင်ခွင့်ရေးခွင့်လန်းတွေကိုလှုပ်ချင်သိကိုင်ချင်သိတွေကုန်ခန်းနေတာမျိုးတွေဖြစ်တတ်ပါတယ်အဲ့ဒါလေးတွေတော့နည်းနည်းသတိထားမှာပေါ့နော်နောက်တနင်္ဂနွေသားသမီးတွေရဲ့ကံတရားမှာကြတော့ငွေချင်းနဲ့ပတ်သက်တဲ့ကံကြမ္မာအပိုင်းမှာတစ်ခုရှိတာပေါ့အဲ့ဒါဘာလဲဆိုတော့ဝင်ငွေထက်ထွက်ငွေကပို့ပြီးတော့အယံများနေတတ်တာတာမနာပေါင်းစုံကိုငွေချင်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတာဝန်ယူပေးနေရတဲ့အနေအထားမျိုးတွေကြုံရတတ်တယ်အဲ့ဒါဒီခါတည်းမှာငွေကန်ရတဲ့အလုပ်ငွေရှားတဲ့အလုပ်ကိုလှုပ်ချင်သိတွေကုန်ခန်းသွားတာမျိုးတွေအထိတောင်ကြုံရတတ်တဲ့အခြေအနေမျိုးရှိပါတယ်
ဒါကြောင့်အလုံးနဲ့ပတ်သက်ရင်ကောင်းတယ်ဒါပေမဲ့အလုပ်ကိုစိတ်ကုန်တတ်တယ်စိတ်ကုန်ရတဲ့အကြောင်းနှစ်ကြောင်းရှိတာပေါ့တစ်ကြောင်းကတော့ဗာလဲဆိုတော့ခုနကပြောသလိုအလုပ်တွေကိုအင်တိုင်းအားတိုင်းကြီးတွေတကုံနေနော်ဒါကြီးလို့อ่ะပြီးတော့ရလာတဲ့အောင်မြင်မှုနဲ့ကိုယ့်ရဲ့ပင်ပန်းမှုနဲ့မထိုက်တန်ဘူးလို့ခံစားမိတာတစ်ကြောင်းပေါ့နောက်တစ်ကြောင်းကဝင်ငွေထက်ထွက်ငွေကပိုများအဲ့ဒီပေါင်းနဲ့ဖားကောက်တယ်လို့ဖြစ်တယ်ကိုကအလုပ်တွေလုပ်လို့ပတ်စံတွေရပြင်အဲ့ပတ်စံတွေပြန်ထွက်တယ်ပြန်ကုန်တယ်လက်ထဲမှာပြစရာမရှိဖြစ်နေတယ်အဲ့တော့အလုပ်လုပ်ရတာကိုစိတ်မပါလက်မပါမျိုးကြီးကြုံရတတ်ပါတယ်အဲ့တော့တနင်္ဂနွေသားသမီးတွေအတွက်အလုံးနဲ့ပတ်သက်တဲ့အကြံဉာဏ်ပေးချင်တာကတော့ဗောနော် emotion နဲ့အလုံးမလုပ်ဘဲနဲ့တာဝန်စိတ်နဲ့အလုံးလုပ်တာပိုတော့ကောင်းပါ emotion ဆိုတာအဖြစ်ခြင်းစိတ်တွေရခြင်းစိတ်တွေအောင်မြင်ခြင်းတဲ့စိတ်တွေအများကြီးနဲ့ဒါအတကုံဒါအရန်ကြိုးစားတာဗောကြိုးစားပြီးတဲ့အခါကျတော့အောင်မြင်တော့လဲအောင်မြင်လာတာဗောအောင်မြင်မဲ့လဲပင်ပန်းနေ emotion ဖြစ်တာ emotion ဖြစ်တဲ့အခါကျတော့လူကိုပင်ပန်းသေးတာဗောနော်ဒါကြောင့်ကောင်းဆုံးကတော့ရုပ်စရာကြီးလို့လုပ်တယ်အဲ့ဒီလုပ်ကိုငါအကောင်းဆုံးလုပ်မှာအောင်မြင်တော့လေကောင်းတာပေါ့မအောင်မြင်တော့လေကံပေါ့အဲ့လိုပေါ့ပါစိတ်လေးနဲ့တနင်္ဂနွေသားသမီးတွေကအလုပ်လုပ်မယ်ဆိုရင်ပို့ပြီးတော့အဆင်ပြေနေနိုင်တာပေါ့နော်နောက်ပညာရေးနဲ့ပတ်သက်တဲ့ကံတရားတွေမှာအနှောက်အယှက်ပေါ်တတ်တယ်အဲ့တော့ပညာသင်နေတဲ့ညီတွေညီမတွေဆိုရင်ပညာရေးကိစ္စတွေမှာစောင်းဝက်ဖြေကနေကြမှာကျမ်းမာရေးဉာဏ်နာတို့စောင်းဝက်ဖြေကနေကြမှာတယောက်နဲ့တယောက်မသိမမြတ်ဖြစ်တာတို့ရန်ပေါ်တာတို့အဲ့ဒါမျိုးလေးတွေကြုံရတတ်တယ်နောက်တစ်ခုကတော့ဘာသာရေးနဲ့ပတ်သက်ပြီးတော့အဋ္ဌံနေလောက်ကင်ဆောင်ရွက်နေတဲ့သူတွေဆိုရင်တတိထားမှာပေါ့နော်အဲ့ဒါဘာလဲဆိုတော့အဓိကတော့ခုနကပြောခဲ့သလိုပဲဘာသာရေးမှာအနှောက်အယှက်ပေါ့မာနပေါ့စေတံပေါ့အဲ့ဒါတွေကြောင့်ကိုယ့်ရဲ့ဘာသာရေးအဋ္ဌံတွေပြပြတာမျိုးလေးတွေကြုံရတတ်ပါတယ်နောက်အခြေအနေနဲ့ပတ်သက်ရင်တော့ကံတာကောင်းပါလားအခြေတွေစိတ်ချမ်းသာမယ်အိမ်တော်ရေးနဲ့ပတ်သက်ရင်စိတ်ချမ်းသာအခြေတို့အိမ်တော်ရေးနဲ့ပတ်သက်ရင်ကောင်းသောနမိတ်ကြားတယ်ကောင်းတဲ့ကံကြမ္မာကြားတယ်ဒါပေမဲ့ပြဿနာကတော့ဘာလဲဆိုတော့တန်တရားပေါ့နော်တန်တရားကြောင့်ပူပန်လောကတွေများတတ်တော့ဒီမှာကိုယ့်ရဲ့ချစ်သူကိုယ်စိတ်ထဲမှာမယုံသင်္ကာစိတ်တွေများနေတတ်ကိုယ့်ရဲ့အိမ်တော်ဘက်ကိုကိုကမယုံသင်္ကာစိတ်တွေများနေတတ်ယုံကြည်မှုတွေယောနေနေတာမျိုးတွေဖြစ်တတ်တယ်ဒါမှမဟုတ်အခြေအနေနဲ့ပတ်သက်ရင်တော့နည်းနည်းလေးစိတ်ငြိမ်စရာလေးတွေကြုံရတတ်တယ်နောက်လူမှုရေးမှာနည်းနည်းအတိုက်ခံလေးတွေဖြစ်တတ်တယ်ဆွေမျိုးသားချင်းနဲ့ပတ်သက်ရင်တော့ကံကြမ္မာကောင်းပါလေကွဲကွာနေတဲ့ဆွေမျိုးသားချင်းတွေနဲ့တော့မှပြန်လဲပြီးတော့စုံတွေ့ရတတ်တဲ့အချိန်ကာလဖြစ်ပါတယ်ဒါတနင်္ဂနွေသားသမီးတွေအတွက်ကံကြမ္မာနမိတ်ဖတ်ကြားတာပါအဲ့တော့တနင်္ဂနွေသားသမီးတွေမှာကျွန်တော်တို့အကျိုးပေးတဲ့ကံကောင်းတဲ့အယောင်လေးတွေရှိတယ်အဲ့ဒါအစိမ်းရောင်နဲ့အပြာရောင်နဲ့ကောင်းပါတယ်နောက်တနင်္ဂနွေသားသမီးတွေအတွက်အကျိုးပေးတဲ့ lucky ကောင်းတဲ့နံပါတ်လေးတွေကတော့4ကဏ္ဍနဲ့6ကဏ္ဍဖြစ်တယ်နောက်ဖះအစားရှိတဲ့အလှခံပုဂ္ဂိုလ်တွေကိုရေတန့်ကတ်လူပူတော်ပြီးတော့ဆူတောင်းပါပေါ့နော်ကိုယ့်ရဲ့မကောင်းတဲ့ကံတာအညံ့ခိုက်တွေပြေပြောက်ပြီးတော့ကောင်းကျိုးလိုရာဆန္ဒရရှိစေမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့မိတ်ဆွေတွေနော်တနင်္ဂနွေသားသမီးတွေအားလုံးလည်းကိုကြမ်းမှာစိတ်ချမ်းသာပြီးတော့လိုရာဆန္ဒပြည့်ပါစေပေါ့နော်ယူတော်မင်္ဂလာချမ်းအောင်လည်းပဲဗုဒ္ဓဦးနေ့ကလွယ်ပြီးမြည်သူမဆိုလွတ်လွတ်လပ်လပ်လာရောက်နိုင်ပါတယ်ကဲကျွန်တော်ရဲ့မိတ်ဆွေပေါင်းနော်ကောင်းကျိုးလိုရာဆန္ဒပြည့်ကြပါစေဒိဋ္ဌသားသမီးတွေအတွက်ကျွန်တော်တို့ကံကြမ္မာဖတ်ကြားပေးမှာဖြစ်ပါတယ်ဒိဋ္ဌသားသမီးတွေအတွက်ပထမအဆုံးပြောချင်တာကတော့ဒီကာလတွေမှာဖြစ်မဲ့ကောင်းသောအဖြစ်အပျက်တွေပဲဖြစ်ဖြစ်နောက်မကောင်းတဲ့အဖြစ်အပျက်တွေပဲဖြစ်ဖြစ်လျှက်တစ်ပြက်ရုပ်ချင်းထထပြီးတော့ဖြစ်တတ်တဲ့အခြေအနေမျိုးရှိပါတယ်ကံကြမ္မာမျိုးရှိပါတယ်ဒါကြောင့်အလုပ်ရတယ်ရုပ်ချင်းရတာပေါ့နော်ချက်ချင်းရသွားတာမျိုးယာရုတိုးတယ်ရုပ်ရည်ချက်ချင်းယာရုတွေထားတူတာပေါ့ရစရာကြီးတဲ့ငွေတွေဘာမပြောညာမျိုးနဲ့လာပေးသွားတာမျိုးအိမ်အောင်ကြတယ်ချက်ချင်းကောက်ကန်ကန်နဲ့ကြခရီးထွက်ရမယ်လုပ်ငန်းသစ်စတင်ရမယ်အဲ့တော့ဘာကိစ္စပဲဖြစ်ဖြစ်ဘလို့ကိစ္စတွေပဲကြုံရုပ်တရက်မြန်တာပေါ့နော်ချက်ချင်းအစီအစဉ်မရှိဘဲနဲ့ထထားပြီးတော့လောကမဲ့အခြေအနေမျိုးကံတရားမျိုးရှိပါတယ်ဒါတွေကလည်းများသောဖြင့်တော့ဒီနမိတ်အတိုင်းဆိုရင်တော့ကောင်းတဲ့နမိတ်လို့ပြောမယ်ဆိုရင်ပြောလို့ရပါဘူးတိတ်တော့မဆိုးပါဘူးနော်နံပါတ်2ကကျတော့ကျွန်တော်တို့ဒီကာလတွေမှာနိုင်ငံခြားခရီးနဲ့ပတ်သက်တဲ့ကိစ္စတွေနောက်တစ်ခုကပြည်တွင်းပြည်ပခရီးသွားလာခြင်းနဲ့ပတ်သက်တဲ့ကိစ္စပေါ့ဒီကတော့တနေရာနေတနေရာကိုသွားမယ်လာမယ်လုပ်မယ်ကင်မယ်ပေါ့နော်စီးပွားရေးပဲဖြစ်ဖြစ်အဲ့လိုမျိုးကြံစီစူးစမ်းအားထုတ်နေတဲ့
သူတွေအတွက်တော်တော်လေးကောင်းတယ်လို့ပြောရမှာဖြစ်ပါတယ်အဲ့တော့အလုပ်ကိုင်းတွေအဆင်ပြေခြင်းကံကောင်းခြင်းစိတ်ချမ်းသာရခြင်းတွေကြုံမယ်ခရီးသွားပြီးတော့လုပ်ကိုင်းမယ်ဆိုရင်အောင်မြင်မှုရတတ်တာပေါ့နောက်ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလုပ်ကိုင်းနေတဲ့သူတွေဆိုရင်ဒီကာလတွေမှာအံ့ဩစရာကောင်းလောက်အောင်လုပ်ငန်းတိုးချက်လုပ်ကိုင်းဆောင်ရွက်ရခြင်းတွေကြုံရတတ်ပါတယ်အဖက်ဘက်ကနေအဆင်ပြေခြင်းတို့ကံကောင်းခြင်းတို့စိတ်ချမ်းသာရခြင်းတွေအောင်မြင်ခြင်းတွေကြုံမှာပေါ့ကိုယ်အနေနဲ့ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေကိုလုပ်ရင်ကောင်းမလားမကောင်းလားလုပ်တင်လားမလုပ်တင်ဘူးလားအဲ့လိုမျိုးစဉ်းစားတွေးတောနေတဲ့အလုပ်ကိစ္စတွေရှိရင်လုပ်လဲလုပ်တင်ပါတိုးချက်ပြီးတော့လုပ်ကိုင်ဆောင်ရွက်တင်တာပေါ့နော်အဲ့တော့အလုံးနဲ့ပတ်သက်ရင်တော့တော်တော်လေးကောင်းတယ်လို့ပြောအောင်ပါသူကဘယ်လောက်တောင်ကောင်းလဲဆိုရင်ဝိဇ္ဇာမတကယ်တော့နတ်မတကယ်တော့အလုံးကိုင်ကံကြမ္မာကောင်းနိုင်ပါလေနော်နံပါတ်2ကတော့ငွေကြေးနဲ့ပတ်သက်တဲ့ကံသာတာပေါ့နော်ငွေကြေးနဲ့ပတ်သက်တဲ့ကံသာတာမှာကျတော့အချက်2ချက်ကိုအဓိကထားပြီးတော့ပြောရမှာပါနံပါတ်1ကတော့ကျွေးဟောင်းပေါ့ကျွေးဟောင်းနေရတော့စုံတတ်ပါတယ်ရှားရှားကြီးတဲ့ငွေတွေနှစ်ပေါင်းများစွာပေါ့လာပေါင်းများစွာဆွေးမြေ့နေတဲ့ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စတွေအဆင်မပြေဖြစ်တတ်တယ်အခုလောလောဆယ်ငွေပေးငွေယူလုပ်မယ်လို့စီစဉ်ထားတဲ့ကိစ္စတွေပေးတော့မပေးရသေးဘူးပေါ့ချိန်ဆနေတာပေါ့အဲ့ဒီကိစ္စတွေကြတော့လေအကျိုးအမြန်ဖြစ်ထွန်းတတ်တယ်အောင်မြင်မှုရတတ်ပါတယ်ဒါမှမဟုတ်ပတ်စံကိစ္စနဲ့ပတ်သက်ရင်ဒီအချိန်မှာအသစ်ကိစ္စအလုပ်တစ်ငွေတစ်အကြံစီတစ်တွေဆိုရင်ကောင်းတယ်လွန်ခဲ့တဲ့လပေါင်းနှစ်ပေါင်းများစွာကိစ္စတွေဆိုရင်ခက်ခဲတတ်တယ်ပေါ့နော်အဲ့ဒါလေးတွေတော့သတိထားပါအကျွေးရစရာတော့2နှစ်လောက်ရှိပြီပြန်ရမလားမရဘူးလားဆိုမနေ့ခက်ရတောင်းပန်နေအောင်မှထူးမခြားနာဖြစ်နေတတ်ပါတယ်နောက်ကျမ်းမာရေးပိုင်းမှာကြတော့တင်းလာသားသမီးတွေအတွက်အဓိကကျမ်းမာရေးကမျက်စိပါအဲ့တော့မျက်စိအားနေတာလေးတွေဖြစ်တတ်တယ်မျက်ရည်ဘူးကြတာမျိုးလေးတွေဖြစ်တတ်တယ်မျက်စိကမျက်မှန်နဲ့မျက်စိနဲ့မကိုက်တာမျိုးလေးတွေဖြစ်တတ်ပါတယ်လူမှုရေးနဲ့ပတ်သက်တဲ့ကံတာလေးတွေကောင်းတယ်နောက်ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးအခက်အခဲကြုံရတတ်တယ်ကိုချစ်ခင်ရတဲ့ဆွေမျိုးသားချင်းတွေနဲ့ကိုနဲ့မမျှော်လင့်မနဲ့ဝေးကွာတာခွဲကွာတာမျိုးလေးတွေကြုံရတတ်တယ်နောက်တစ်ခုကပညာရေးနဲ့ပတ်သက်တဲ့ကံတာလေးတွေတော်တော်လေးကောင်းပါတယ်ပညာကံပွင့်လန်းမယ်ပေါ့နော်အဲ့တော့ဖြည့်ဆို့မဲ့စာမွေးတွေအောင်မြင်တာမျိုးတွေကြုံမယ်စာမွေးနဲ့ပတ်သက်တဲ့ကိစ္စတွေသင်တန်းနဲ့ပတ်သက်တဲ့ကိစ္စတွေကောင်းပါတယ်နောက်တစ်ခုကတော့အခြေအိမ်တော်ကြီးပေါ့နော်အခြေအိမ်တော်ကြီးနဲ့ပတ်သက်တဲ့ကံတာကတော့တော်တော်ကြီးကောင်းပါတယ်ဒီကတော့ကိုယ့်ရဲ့အခြေရေးကိုကိုယ့်ရဲ့အိမ်တော်ကြီးနဲ့ပတ်သက်တာကိစ္စတွေကိုအချီးကဲတွေရဲ့ကုညီပံ့ပိုးပေးမှုကိုမမျှော်လင့်မနဲ့ရပြီးတော့ကိုယ်မှကြုံတွေ့နေရတဲ့အခြေရေးအိမ်တော်ရဲ့အခက်အခဲလေးတွေတောင်မှတိတိကျကျပြေလည်သွားဖို့ရှိပါတယ်အဲ့တော့တော်တော်လေးကောင်းပါတယ်ဒါကတော့တင်းလာသားသမီးတွေရဲ့ဒီတပတ်တာကာလမှာစိုးမိုးနေတဲ့ကံတာတာလေးတွေကိုနမိတ်ဖတ်ပေးခဲ့တာဖြစ်ပါတယ်နော်အဲ့တော့တင်းလာသားသမီးတွေအတွက်အကျိုးပေးတဲ့ကံကောင်းစရာအရောင်ဆိုရင်ညီညိုရောင်နဲ့အဝါရောင်နဲ့ကောင်းပါတယ်အဲ့တော့အကျိုးပေးတဲ့ကဏ္ဍလေးတွေကတော့3ကဏ္ဍနဲ့5ကဏ္ဍ5ကဏ္ဍနဲ့3ကဏ္ဍဖြစ်ပါတယ်နောက်မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုကြတော့စပယ်ပန်း8ကုန်းပေါ့ကက်လူပူဇော်ပြီးတော့ဆုတောင်းပါတခြားဘာသာဝင်တွေဆိုရင်လည်းကိုယ့်ရဲ့တက်ကြီးဝါကြီးတွေကိုယ့်ရဲ့ဖုန်းတော်ကြီးတွေကိုလက်ဆောင်ပေးနိုင်ပါတယ်နော်အဲဆိုရင်ကိုယ့်ရဲ့မကောင်းတဲ့ကံတာအညံ့ခိုက်ကလေးတွေပြေပြပြီးတော့ကောင်းကျိုးလိုရာဆန္ဒတွေရရှိစေမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ယူတော်မင်္ဂလာချမ်းကိုဗုဒ္ဓဟူးနေ့ကလွဲပြီးတော့ကျန်တဲ့ရက်တွေမှာမိသူမဆိုလာနိုင်ပါတယ်အခမဲ့ရတရားခြေပေးတဲ့နေရာဖြစ်ပါတယ်နောက်တစ်ခုကသင်တန်းတက်ခြင်းနဲ့ဆိုရင်တော့ဗေဒင်လက္ခဏာဆရာဖြစ်သင်တန်းတွေကိုတော့လာစဉ်1ရက်နေ့ကနေပြီးတော့10ရက်နေ့အထိသင်တန်းရှိပါတယ်သင်တန်းကြီးပါညာထူထူပေးကြမလို့ပါအောင်နော်နောက်ကျွန်တော်တို့ဘာသာရေးမင်းသိင်္ခါရဲ့ကြီးနဲ့ဗရာအပြီးပေါက်ဆိုတဲ့ပတိလေးတွေဝါစိမ့်နီအဆောင်လက်ပတ်လေးတွေဝါစိမ့်နီစမဖျောင်းနိုင်လေးတွေနောက်တစ်ခုကဇီးသားရောင်းမလေးတွေဒိုးကလေးတွေဆက်လွယ်တော်တွေစတဲ့ကိစ္စအဆောင်ရရာပစ္စည်းလေးတွေကိုလည်းမိသူမဆိုကိုယ်တိုင်ကိုယ်ကြလာပြီးတော့လည်းဝယ်နိုင်တယ်ဒါပေမဲ့ရဝေးရဆိုရင်လည်း online ရမှာယူနိုင်ပါတယ်ကျွန်တော်ရဲ့မိတ်ဆွေတနင်္လာသားသမီးကျွန်တော်ရဲ့မိတ်ဆွေအပေါင်းလည်းကိုကျမ်းမှာစိတ်ချမ်းသာပြီးတော့လိုရာဆန္ဒပြည့်ပါစေလို့အားလုံးကိုဆုတောင်းမေတ္တာပို့တာပါတယ်နော်ကဲကျွန်တော်တို့အင်္ဂါသားသမီးတွေအတွက်ဟောစတန်လေးဖတ်ကြားပေးမှာဖြစ်ပါတယ်အင်္ဂါသားသမီးတွေအတွက်ပထမဆုံးကျွန်တော်တို့နမိတ်လေးတွေကျွန်တော်တို့ဘေးမှာတဲတော့ကတ်လေးတွေချထားပါတယ်
အားလေးကြီးတဲ့အခါကျတော့ကျယ်ပွင့်နမိတ်တွေပါပဲကျယ်ပွင့်ဆိုတာအောင်မြင်ခြင်းပါပဲเนาะကျယ်ပွင့်ဧကရီလို့နာမည်ပေးထားပါတယ်အဲ့တော့ကျယ်ပွင့်ဧကရီနမိတ်ကြပြီဆိုရင်တော့သူကအောင်မြင်ခြင်းရှိပါတယ်အောင်မြင်မြမကဘူးတဲ့နာမည်ကြီးခြင်းတွေလည်းရှိတယ်နောက်တစ်ခုကမျက်နှာပွင့်ကံကြမ္မာပွင့်လန်းခြင်းတွေလည်းရှိတယ်နောက်စမ်းပွင့်ခြင်းတို့လက်ပွင့်ခြင်းတွေလည်းရှိပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့အင်္ဂါသားသမီးတွေရဲ့နံပါတ်1ကစိုးမိုးနေတဲ့ကံသာတာဒီအင်မတန်မှကောင်းတယ်အလုပ်အကိုင်တွေအဆင်ပြေမယ်အလုပ်နဲ့ပတ်သက်ပြီးတော့စိတ်ချမ်းသာပျော်ရွှင်ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေတဲ့သူတွေဆိုရင်လည်းဖြစ်ထွန်းတာပေါ့ဒီကာလတွေမှာအလုံးနဲ့ပတ်သက်ရင်တော့အလုံးဆိုတဲ့ခေါင်းစဉ်နဲ့ပတ်သက်ရင်တော့အင်္ဂါသားသမီးတွေအတွက်အင်မတန်မှစိတ်ချမ်းသာစရာလည်းကောင်းတယ်ဝမ်းသာစရာလည်းကောင်းတယ်သတင်းကောင်းတွေလည်းကြားဘက်ဘက်ကနေအစဉ်ပြေခြင်းတို့ကံကောင်းခြင်းတို့စိတ်ချမ်းသာရခြင်းတွေအောင်မြင်ခြင်းတွေကြုံမဲ့ကံကြမ္မာနမိတ်ဖြစ်ပါတယ်အဲ့တော့အလုတ်ကံကောင်းတယ်ပေါ့နော်လုပ်ရင်ကောင်းမလားမကောင်းလားလှုပ်တင်လားမလှုပ်တင်ဘူးလားအဲ့လိုမျိုးစဉ်းစားနေတဲ့ကိစ္စတွေချင်းလှုပ်လဲလှုပ်တင်ပါတယ်လှုပ်ဖို့အတွက်လည်းအထူးတိုက်တွန်းတယ်လို့ပြောမှာဖြစ်ပါတယ်နံပါတ်2ကကြတော့ကျွန်တော်တို့ဒီဆွေမျိုးသားချင်းတွေနဲ့ပတ်သက်တဲ့ကံသာတာတဲ့အဲ့မှာကြတော့သူကအပေးယူမျှတတဲ့ကံကြမ္မာနမိတ်ကြတာပေါ့နော်ဆွေမျိုးသားချင်းတွေကိုအကြောင်းပြုပြီးတော့စိတ်ချမ်းသာတယ်ဆွေမျိုးသားချင်းတွေနဲ့အပေးယူမျှတမယ်ဆွေမျိုးသားချင်းတွေနဲ့ပူးတွဲပေါင်းဆက်စတူရှယ်ယာလုပ်ငန်းတွေမှာထူးထူးခြားခြားအကျိုးပေးပြီးတော့ကံကောင်းပြီးတော့အောင်မြင်မှုရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်အဲ့တော့ဆွေမျိုးတွေနဲ့စတူလုံးဖြစ်မယ်လို့ပြောရမှာပေါ့နော်အဲ့တော့ငွေကြေးနဲ့ပတ်သက်တဲ့ကံတရားမှာကြတော့လေအင်္ဂါသားသမီးတွေအတွက်ဆိုရင်တော်တော်ကြီးကောင်းပါအဲ့တော့ရစရာရှိတဲ့ငွေတွေချောချောမောမောရနိုင်တယ်ပေါ့နော်ပေးစရာရှိတဲ့ငွေတွေချောချောမောမောပေးနိုင်တယ်ငွေကြေးနဲ့ပတ်သက်ရင်ကံကြမ္မာအထူးကောင်းတယ်ဒါငွေကြေးတွေပေါ်ကျွယ်ဝမယ်ကံသာတာနမိတ်ရှိတယ်ဒီအလောက်ကိုင်မှာကြတော့ကံကြမ္မာပွင့်လန်းတာပေါ့အောင်မြင်တာပေါ့အဲ့တော့သူ့ရဲ့တက်ရောက်မှုကဘယ်နေရာမှာသွားရှိတယ်ဆိုငွေကြေးနဲ့ပတ်သက်တဲ့တဲတော်နမိတ်မှာကြတော့လေသွားပြီးတော့အရန်ကောင်းတဲ့ကံကြမ္မာနမိတ်ကြဒါကြောင့်မလို့ကျွန်တော်တို့လူတစ်ယောက်ကကံတရားကိုတဲတော်တွေနဲ့နမိတ်ဖတ်တဲ့အခါမှာသူကအလုံးနဲ့ပတ်သက်တဲ့ကတ်နော်နံပါတ်2ကငွေကြေးနဲ့ပတ်သက်တဲ့ကအဲ့နှစ်ခုကဆက်သွယ်မှုရှိပါတယ်ဒီကတ်ကောင်းတဲ့အခါငွေကြေးတွေကောင်းလာမှာတချို့နမိတ်တွေမှာဆိုရင်ဒီကတ်ကမကောင်းတဲ့အခါမှာငွေကြေးမှာသွားပြီးတော့ဂျမ်းဖြစ်တာမျိုးသူကတိတိတသားကြီးကိုတိုက်ရိုက်ဆက်သွယ်ပြီးတော့ဆက်ဆက်မှုရှိပါတယ်အဲ့တော့အင်္ဂါသားသမီးတွေအတွက်အလုံးနဲ့ပတ်သက်တဲ့ကံကြမ္မာပွင့်လန်းတဲ့ငွေကြေးနဲ့ပတ်သက်ပြီးတော့အစဉ်ပြေခြင်းကံကောင်းခြင်းတွေရှိတယ်အဲ့တော့အဲ့ဒီဘိုင်းမှာနောက်တစ်ခုကကျမ်းမာရေးဘိုင်းပေါ့နော်ကျမ်းမာရေးမှာကျတော့နည်းနည်းလေးခြူကြတတ်တယ်ကျမ်းမာရေးနည်းနည်းညံ့တတ်တယ်အလုပ်တွေအောင်မြင်ပြီးတော့ကိုယ့်ရဲ့ကျမ်းမာရေးကိုကတိတ်အလေးမထားတဲ့အခါကျတော့ကျမ်းမာရေးညံ့သွားတာမျိုးတွေရှိတတ်တယ်နောက်လူမှုရေးပိုင်းလေးတွေမှာလည်းနည်းနည်းအခက်အခဲကြုံတတ်တယ်လူမှုရေးမှာဆိုရင်ကိုယ့်ရဲ့တွဲနေတဲ့မိတ်ဆွေတွေအပေါင်းအသင်းတွေတငယ်ချင်းတွေနဲ့နားလည်မှုတွေလွဲတာပေါ့နော်အထင်မြင်လွဲမှားမှုတွေဖြစ်တယ်ပြီးတဲ့အခါကျတော့လမ်းခွဲရတာမျိုးတွေကြုံရတယ်အဲ့တော့လူမှုရေးပိုင်းလေးတွေတော့နည်းနည်းသတိထားဖို့လိုတယ်နောက်ပညာရေးပေါ့ပညာရေးနဲ့ပတ်သက်တဲ့ကံသာတာမှာကြတော့သူကခုနကပြောလို့ငွေနောက်ကိုလိုက်နေတဲ့အတွက်ပညာရေးကိစ္စတွေမှာနှောင့်နှေးနေတတ်တယ်ပညာရေးသမားတွေကိုကြံကြံပေးချင်တာကကြတော့ပညာရေးဆိုရင်လည်းပညာရေးကိုပဲဒီဇိုင်းမမှန်ဥတည်ပြီးတော့ကြိုးစားဆောင်ရွက်တင်တယ်တခြားကိစ္စတွေကိုဗျာမများတင်ပေါ့နော်ပညာရေးလိုပတ်စံရှာတာလိုအဲ့လိုမျိုးမလုပ်ဘဲနဲ့ကြိုးစားတင်နောက်အခြေအနေနဲ့ပတ်သက်တဲ့နမိတ်မှာကြတော့လက်တွဲတဲ့နမိတ်ကြတာပေါ့ကျွန်တော်တဲရော့ကတ်တွေမှာဆိုရင်ဒိုလေးချောင်းနမိတ်ကြတယ်ဒိုလေးချောင်းနမိတ်မှာကြတော့ယောက်ျားတစ်ယောက်နဲ့မိန်းမတစ်ယောက်နဲ့ဒါလက်တွဲပြီးတော့အောင်ပွဲရတဲ့ကံကြမ္မာနမိတ်ကြတယ်ဒါကြောင့်အခြေအနေနဲ့ပတ်သက်ရင်ကံသာတာကောင်းအိမ်တော်ရေးနဲ့ပတ်သက်ရင်ကံသာတာကောင်းတယ်အဖက်ဘက်ကနေအစဉ်ပြေခြင်းစိတ်ချမ်းသာခြင်းတွေကြုံမယ်ပေါ့နော်နောက်ထူးခြားတာလေးတွေရှိပါသေးတယ်အဲ့ဒါဘာလဲဆိုအင်္ဂါသားသမီးတွေထဲမှာဘာသာရေးနဲ့ပတ်သက်ပြီးတော့စိုက်လိုက်မှတ်တမ်းလုပ်နေတဲ့အင်္ဂါသားသမီးတွေဆိုရင်ဒီကာလဒီနက်ကတ်ဒီအတိတ်ဒီနမိတ်တွေကြားထဲမှာကြိုးစားပြီးတော့အားထုတ်တင်တာပေါ့ဘာကြောင့်လဲဆိုတော့ဒီနမိတ်တိုင်းဆိုရင်ဉာဏ်လင်းရခြင်းတို့နော်တမက်တပိုရခြင်းတို့ကိုယ့်ရဲ့ဘာသာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာအောင်မြင်ထွန်းတောက်ခြင်းတွေကြုံရတတ်ပါတယ်အဲ့တော့နမိတ်တိုင်းဆိုရင်တော့ကောင်းတဲ့နမိတ်တွေများပါတယ်နော်အဲ့တော့အင်္ဂါသားသမီးတွေအတွက်အကျိုးပေးတဲ့ကံကောင်းတဲ့အယောင်လေးတွေကတော့အဖြူရောင်ရဲ့အစိမ်းရောင်ရဲ့ကောင်းပါတယ်နော်အဲ့တော့နောက်အဖြူတွေအစိမ်းတွေဝတ်ပါဆောင်ပါပေါ့
နောက်အကျိုးပေးတဲ့နံပါတ်လေးတွေကတော့2ကဏ္ဍ4ကဏ္ဍဖြစ်ပါတယ်4ကဏ္ဍ2ကဏ္ဍဖြစ်ပါတယ်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုခရေပန်းတို့ခရေညွန့်တို့ခရေပန်းဆိုရင်လည်း6ကုန်းပေါ့ခရေညွန့်ဆိုရင်လည်း6ညွန့်ပေါ့လှူဒန်းပြီးတော့ဆူတောင်းမှာမကောင်းတဲ့ကံစားတာအញ្ញံကြိုက်တွေပြပြောက်ပြီးတော့ကောင်းကျိုးလိုရာဆန္ဒလေးတွေရရှိစေမှာဖြစ်ပါတယ်ဒါအင်္ဂါသားသမီးတွေတပတ်တာကာလမှာတွေ့ကြုံမဲ့ကံကြမ္မာလေးတွေကိုနမိတ်ဖတ်ကြားခဲ့တာပါအဲ့တော့ကျွန်တော်ယူတော်မင်္ဂလာကျမ်းကိုလာခြင်းတဲ့သူတွေကတော့မော်ပြီးကိုလုံးကွင်းမှတ်တိုင်မှာနော်အဲ့မှာပိန်းနေကုန်းကျေးရွာမှာယူတော်မင်္ဂလာကျမ်းရှိပါတယ်ဗုဒ္ဓဦးနေ့ကလွယ်ပြီးတော့ကျန်တဲ့ရက်တွေမှာပိတ်ရက်မရှိလာနိုင်ပါလေနော်နောက်အဘဇာကြီးမင်းသိန်ခါကြီးကြီးနေဗရာကိုပြီးပါဆိုတော့ပတိလေးတွေနောက်ဝါစိန်နီအဆောင်လက်ပတ်လေးတွေအဆောင်ဆလွယ်လေးတွေဝါစိန်နီအင်းသမဖျောင်းနိုင်လေးတွေနောက်ဒိုးကလေးတို့ဘာလို့ပေါ့နော်အဲ့ရလေးတွေအဆောင်ရရပစ္စည်းလေးတွေလိုချင်နေဆိုရင်လည်းယူတော်မင်္ဂလာချမ်းမှာလာပြီးတော့ဝယ်နိုင်ပါတယ်ဒါမှမဟုတ်ဆိုရင်လည်း online ကနေမှားခြင်းနေဆိုရင်လည်းခုနကပြောတဲ့ Viber နံပါတ်တွေကနေပြီးတော့ဆက်သွယ်ပြီးတော့မှားနိုင်ပါတယ်နော်ကျွန်တော်ရဲ့မိတ်ဆွေငါသားသမီးပေါင်းကိုကျမ်းမှာစိတ်ချမ်းသာလူရဆန္ဒပြပါစေလို့ယူတော်မင်္ဂလာချမ်းကနေလှိုက်လိုက်လဲဆုတောင်းမြတ်တာပို့သလိုက်ပါတယ်အဲ့တော့ကျွန်တော်တို့ဗုဒ္ဓဦးသားသမီးများအတွက်ဟောတဲ့အစီအစဉ်လေးစပါမယ်ဗုဒ္ဓဦးသားသမီးတွေအတွက်ကျွန်တော်တို့ပထမဆုံးကြာလာတဲ့တေတော်နမိတ်ကကြတော့ကျဲပွင့်9ပွင့်တဲ့သင်္ကေတနမိတ်ပါဒီနမိတ်ကဘာကိုညွှန်ပြတာလဲဆိုဗုဒ္ဓဦးသားသမီးတွေဟာတဲ့ဒီကာလမှာကိုအားကိုမှအောင်မြင်မဲ့ကံတာမျိုးရှိတယ်သူများကိုအားကိုလို့မရဘူးအကူအညီတွေမရနိုင်ဘူးစက်တူရှယ်ယာပူတဲ့ပေါင်းဆက်လုပ်ငန်းတွေမအောင်မြင်နိုင်ကိုယ့်အကူသာအားကိုပြီးလို့ကိုလန်းကိုထွင်းကိုလန်းကိုဖောက်ကိုယ့်အကူရှောက်ရမယ်အချိန်ကာလကံကြမ္မာနမိတ်ဖြစ်ပါတယ်ကိုယ်တိုင်တိဆောက်ရမယ့်အချိန်တို့နားလည်ပါအလုပ်ထဲမှာဆိုရင်လည်းသူများကကိုယ်အတိမတ်ပြုဖို့တွေသူတော်ကကိုယ်ချီးမွမ်းထောပနာပြုဖို့တွေသူတော်ကကိုယ်လမ်းနေပြဖို့တွေသူတော်ကကိုယ်အကြံကောင်းညံကောင်းတွေပေးဖို့တွေတိတ်ပြီးတော့မမျှော်လင့်ပါဘူးကိုယ့်အကူသာအလုပ်တွေကိုဇွဲလုံးလဝရိယနဲ့ကြိုးစားပြီးတော့အားထုတ်သင့်ပါအဲ့လိုအားထုတ်မှပဲဒီကာလတွေကအောင်မြင်မှာပါဒီတိုင်းမဟုတ်ဘဲနဲ့ဟိုလူအားကိုဒီလူအားကိုထက်လူကြီးအားကိုလုံးဖို့ကိုင်းပဲအားကိုပေါ့နော်ဒါအဲ့လိုအားကိုပြီးတော့ဆိုရင်တော့အဆင်မပြေပါဘူးဘာကြောင့်လဲဆိုတော့ဒီကာလကအကူအညီမရတတ်တဲ့အချိန်ကာလဖြစ်နေလို့ပါမယ်နော်နောက်တစ်ခုကကျွန်တော်တို့ဒီဗုဒ္ဓဦးသားသမီးတွေရဲ့ကံတရားမှာတဲ့ကိုယ်ပိုင်စည်းပွားရေးလုပ်ငန်းလုပ်ကိုင်နေတဲ့သူတွေဆိုရင်တော့ထူးခြားခြားအကျိုးပေးပြီးတော့ကံကောင်းပြီးတော့အောင်မြင်နိုင်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်ဒါကြောင့်ကိုယ်ပိုင်စည်းပွားရေးလုပ်ငန်းတွေတိုးချဲ့ပြီးတော့လုပ်ကိုင်တင်တယ်နောက်တစ်ခုကသူ့နဲ့သူ့ဆန်းတန်ရစဉ်းစားရမှာပေါ့သူများကိုအားကိုးပြီးတော့လုပ်ငန်းတိုးချဲ့ဖို့ဆိုရင်တော့အဆင်မပြေပါဘူးเนาะအဲ့ဒါလေးတွေတော့တတိထားဖို့လိုအပ်ပါတယ်ဆိုတော့မကောင်းလားဆိုတော့လည်းကောင်းတယ်မအောင်မြင်နိုင်ဘူးလားဆိုတော့လည်းအောင်မြင်နိုင်တယ်အဆင်မပြေနိုင်ဘူးလားဆိုတော့လည်းအဆင်ပြေနိုင်တယ်အရေးကြီးတာတော့သူများကိုအာမကိုနဲ့မိသားစုတွေကိုအာမကိုနဲ့ကိုယ်လှုပ်ဖို့ကိုင်ဘက်တွေကိုအာမကိုနဲ့ကိုအားကိုပြီးတော့ကိုလန့်ကိုဖောက်ကိုလန့်ကိုထွင်ပြီးတော့ဇွဲလုံးလဝရိယအပြည့်နဲ့သာရုံးကန်ကြိုးစားအားထုတ်သင့်ပါခက်ခဲတွေရှိရင်လည်းပဲအဲ့ဒီခက်ခဲတွေကိုသူများကမကူညီရကောင်းလားလို့မတွေးပါနဲ့တကယ်ကြတော့သူလူစရာကခက်ခဲတွေဖြစ်ရင်ကိုယ့်အကူသာဖြည့်ရှင်းရတာများပါနံပါတ်2ကငွေကြေးနဲ့ပတ်သက်တဲ့ကံကြမ္မာအပိုင်းတွေမှာကြတော့ကွင်းစွာခွက်ပြင်မှာနမိတ်ပါဒီနမိတ်ကကြတော့လေအင်မတန်မှကောင်းမွန်တဲ့အကျိုးပေးကောင်းတဲ့ကံကြမ္မာနမိတ်ဖြစ်တဲ့အတွက်ငွေကြေးနဲ့ပတ်သက်ရင်တော့ဗုဒ္ဓသားသမီးတွေကအင်မတန်မှကောင်းပါငွေကြေးကိုအကြောင်းပြုပြီးတော့စိတ်ချမ်းသာရခြင်းတွေကြုံမယ်ငွေကြေးအကျိုးမြတ်ရခြင်းတွေကြုံမယ်အဖက်ဖက်ကနေအစဉ်ပြေခြင်းတို့ကံကောင်းခြင်းတို့စိတ်ချမ်းသာရခြင်းတွေကြုံနိုင်တဲ့ကံတာမျိုးဖြစ်ပါတယ်အစဉ်ပြေမယ်ပေါ့နော်ငွေကြေးကံတာတော်တော်လေးကောင်းပါမိမိနေနဲ့ရစရာကြီးတဲ့ငွေတွေရှိရင်လည်းချောချောမောမောရနိုင်တယ်ပေးစရာကြီးတဲ့ငွေတွေရှိရင်လည်းပဲချောချောမောမောပေးနိုင်မဲ့ကံတာမျိုးရှိငွေကြေးကိုအကြောင်းပြုပြီးတော့ပူပန်တော့ကရောက်နေတဲ့ဗုဒ္ဓဦးသားသမီးတွေအတွက်ဆိုရင်တော့တော်တော်လေးကောင်းတယ်လို့ပြောမှဖြစ်ပါတယ်နောက်လူမှုရေးကံတာတွေကလည်းဗုဒ္ဓဦးသားသမီးတွေအတွက်သက်လက်ပါဆိုတော့တော်တော်လေးကောင်းပါလူချစ်လူခင်တွေများမယ်ပေါင်းသင်းဆက်ဆံရေးတွေအဆင်ပြေမယ်လူအများကြီးချစ်ခင်ခြင်းခံဆွေမျိုးသားချင်းတွေနဲ့ပတ်သက်ရင်လည်းကံတာကောင်းတယ်ကျမ်းမာရေးကံတာလည်းမဆိုးပါဘူးကျမ်းမာရေးစူးစူးရွာရွာအញ្ញံကြိုက်တွေကြီးကြီးမားမားအញ្ញံကြိုက်တွေမရှိဘူးပေါ့နော်န
အထူးကောင်းတာတော့ပညာရေးနဲ့ပတ်သက်တဲ့ကံတာတာတွေမှာဆိုရင်တော့တော်တော်လေးကောင်းပါပညာပွင့်လန်းတာပေါ့တဆန်းဆိုတာနေသူရင်းကတ်ကြတယ်ကိုယ်အသိစူးစမ်းစရာမလိုဘဲနဲ့အောင်မြင်မှုတွေရနေတတ်တယ်နောက်မှတ်ဉာဏ်တွေဆွဲလုံးလာဝိရိယအရာတွေမှာအလင်းရောင်ရတာပေါ့နမိတ်အရာအရန်ကောင်းပါနောက်ချင်းတော်နဲ့ပတ်သက်ပြီးတော့တီးဆောင်းနိုင်တဲ့ကံတာတာမျိုးရှိတယ်ကျယ်ပွင့်ရှစ်ပွင့်နမိတ်အဲ့တော့စေတကြောင့်လည်းကိစ္စတွေကောင်းတယ်မင်္ဂလာကိစ္စတွေကောင်းတယ်အကူအညီတွေကတော့ထုံးစံအတိုင်းမရတတ်ပါဘူးအဲ့တော့ဒီကာလမှာဗုဒ္ဓဝသားသမီးတွေရဲ့ကံတာတာမှာဆိုရင်နံပါတ်1ကအလုပ်စီးပွားရေးလုပ်ငန်းငွေကြေးအဖက်ဖက်ကနေပြီးတော့အကူအညီမရတတ်ပါဘူးဒါပေမဲ့အောင်မြင်နိုင်တဲ့ကံတာတာမျိုးရှိပါတယ်ကိုယ့်အကိုပြီးတော့စူးစမ်းတည်ဆောက်တင်တယ်လို့အကြံဉာဏ်ပေးခြင်းပါတယ်နော်ဘုရောသားသမီးများအတွက်အကျိုးပေးတဲ့ကံကောင်းတဲ့အရာဆိုရင်အနီရောင်ကောင်းတယ်ညီညွတ်ရောင်ကောင်းတယ်အနီရောင်နဲ့ညီညွတ်ရောင်နဲ့ကောင်းပါတယ်အဲ့တော့အနီရောင်လေးတွေဝတ်ပါညီညွတ်ရောင်လေးတွေဝတ်ပါစောင်းပါနောက်အကျိုးပေးတဲ့ကဏ္ဍလေးတွေကတော့တေကဏ္ဍ3ကဏ္ဍလို့3ကဏ္ဍတေကဏ္ဍလို့အဲ့ဒါတွေအကျိုးပေးပါတယ်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုဩဇာသီးတို့ဩဇာညွန့်တို့ကတ်လို့ပူဇော်ပြီးတော့ဆုတောင်းပါတဲ့နော်ဩဇာသီးဩဇာညွန့်အုံတို့ခေါက်ဆွဲလဲရပါတယ်နော်တစ်ဆ3ဆုံးဆိုတော့ကိုယ့်ရဲ့မကောင်းတဲ့ကံတာတာအညံ့ကြိုက်တွေပြပြပြီးတော့ကောင်းကျိုးလိုရာဆန္ဒရရှိစေမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ယူတော်မင်္ဂလာချန်ကိုမြည်သူမဆိုလွတ်လွတ်လပ်လပ်လာနိုင်ပါတယ်နော်အကြောင်းမျိုးနဲ့ online ကနေပြီးတော့ဗီဒီယိုဟောစတန်လေးတွေမှာခြင်းနဲ့ဆိုရင်လည်းမှာနိုင်ပါတယ်ဖားစရာကြီးမင်းသင်္ကာရဲ့ကြီးပရောက်ပတိလေးတွေနော်ကြီးနဲ့ပရောက်အပြီးပေါက်ဆိုတဲ့ပတိလေးတွေဒါကဝါစိမ့်နီအဆောင်လက်ပတ်လေးတွေဝါစိမ့်နီအင်းစမပြောင်းနိုင်လေးတွေတခြားရသောအဆောင်ရရာပစ္စည်းလေးတွေလည်းပဲ online ကနေပြီးတော့ဆက်သွယ်ပြီးတော့မှာယူနိုင်ပါတယ်အဲ့တော့ကျွန်တော်ရဲ့မိတ်ဆွေဗုဒ္ဓသာသမီအပေါင်းကိုကျမ်းမှာစိတ်ချမ်းသာလူရဆန္ဒပြပါစေလို့ဒီတော်မင်္ဂလာချမ်းနေလိုက်လိုက်လဲဆုတောင်းမေတ္တာပို့သလိုက်ပါတယ်အဲ့တော့ကျွန်တော်တို့ဇာတာပရိသသမီးတွေအတွက်ကံကြမ္မာဖတ်ကြားပေးမှာဖြစ်ပါတယ်ဇာတာပရိသသမီးတွေအတွက်ကျွန်တော်တို့တဲတော်နမိတ်ရှိပါတယ်အဲ့ဒါပါလဲဆိုတော့ဓာပရင်ဆိုတဲ့သင်္ကေတနမိတ်ပါဆိုတော့နမိတ်တိုင်းဆိုရင်တော့ဒီနမိတ်ကဘယင်နမိတ်ဆိုတော့မကောင်းလားဆိုတော့လည်းကောင်းပါအဲ့တော့အလောက်ကိုင်းတွေအကြံစီတွေစိတ်ကူးတွေရည်ရွယ်ချက်တွေမျှော်လင့်ချက်တွေအောင်မြင်မဲ့အချိန်ကာလတစ်ခုပါပဲနော်ဒီကာလမှာအလောက်ကိုင်းနေတဲ့သူတွေဆိုရင်လည်းအလောက်တက်မှာအောင်မြင်နိုင်တယ်အလောက်တက်မှာဖြစ်ထွန်းနိုင်တယ်အလောက်တက်မှာယာတုတူတာတွေလသာတူတာတွေနေရာကောင်းရတာတွေကြုံနိုင်ပါတယ်ဒါပေမဲ့သူ့ရဲ့နမိတ်ကဓာနမိတ်ဆိုတော့လေဓာနမိတ်ဆိုတော့အတိုက်ခံလေးတွေကြုံနိုင်တာပေါ့အနောက်ဆက်ကလေးလည်းကြုံနိုင်တာပေါ့ဆိုတော့အတိုက်ခံတွေအနောက်ဆက်တွေခြားတွေအားပဲခြားတော်သားသမီးတွေအောင်မြင်မဲ့ကံတာမျိုးရှိတယ်ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေတဲ့ခြားတော်သားသမီးတွေဆိုရင်အလုံးမှာလုပ်ငန်းပြိုင်အပြိုင်ဆိုင်လေးတွေလည်းပေါ်တတ်ပါတယ်ဒါပေမဲ့အောင်မြင်နိုင်မဲ့ကံတရားမျိုးရှိပါတယ်ခြားတော်သားသမီးတွေကိုကြံကြံပေးချင်တာဒီကာလတွေမှာအပြိုင်ဆိုင်တွေပေါ်တဲ့အခါအနောက်ဆက်တွေပေါ်တဲ့အခါတိုက်ခံတွေပေါ်တဲ့အခါပေါ့နော်လုံးဝနောက်မတော်ပါနဲ့နော်မလျော့တော့ပါနဲ့ဆက်လက်ပြီးတော့ကြိုးစားထုတ်ပါအေကမုတ်ဆအောင်မြင်လို့ပေါ့နော်အောင်မြင်ခါနီးမို့လို့အတိုက်ခံကြုံတယ်ဖြစ်မြောက်ခါနီးမို့လို့ခက်ခဲကြုံတယ်လို့သဘောထားပြီးတော့ဒေတာဘောခက်ခဲကြုံတဲ့အခါမှာငါတို့ကအောင်မြင်တော့မှာပဲငါတို့ကဒေတာဘောဖြစ်ထွန်းတော့မှာပဲဖြစ်မြောက်တော့မှာပဲလို့ကြံ့ခိုင်တဲ့စိတ်ရဲရင်တဲ့စိတ်နဲ့စူးစမ်းအထောက်မယ်ဆိုရင်မိမိတို့ရဲ့စီးပွားရေးတွေအလုပ်ကိုင်ကြံတွေကိုပို့ပြီးတော့အောင်မြင်နေမှာဖြစ်ပါတယ်။တချို့ဂျာတာပရိသတ်သမီးတွေမှာကိုယ်အနေနဲ့လုံးရင်ကောင်းမလားမကောင်းလားလုံးတင်လားမလုံးတင်လားအဲ့လိုမျိုးစဉ်းစားနေတဲ့ဂျာတာပရိသတ်သမီးတွေရှိရင်တကူလောက်ဟိုပြန်မေးကြတယ်ပေါ့နော်။အဲ့ဒါဘာလို့လဲအခက်အခဲတွေရင်ဆိုင်နိုင်တဲ့တတိရှိလားတတိရှိရင်လုံးတင်နေနဲအနောက်ဆက်လေးတွေကြုံနိုင်တယ်အဲ့ဒီအနောက်ဆက်လေးတွေကိုကြော်လာနိုင်တဲ့ကြံ့ခိုင်တဲ့စိတ်ဓာတ်ရှိလားကြံ့ခိုင်တဲ့ကိုယ့်ကိုပြန်မေးရပါတော့ရှိတယ်တည်တော်ရှိတယ်စိတ်ဓာတ်ရင့်ကျက်တယ်ဆိုရင်တော့အလုပ်တွေကိုရဲတာလို့ပါဧကမုတ်စာအောင်မြင်လိုက်ပြီနော်နံပါတ်2ကဒီငွေကြေးနဲ့ပတ်သက်တဲ့ကံတာအပိုင်းပါနော်ငွေကြေးနဲ့ပတ်သက်တဲ့ကံတာအပိုင်းမှာတော့တဲရနမိတ်ဆိုရင်သဆန်းဆိုတဲ့နမိတ်ကြပါသဆန်းဆိုတာကျွန်တော်ကနေမင်းကထုံးလင်းတောက်ပါတယ်အဲ့လိုနမိတ်မျိုးပါပဲ
အင်မတန်မှကောင်းသောနမိတ်ပါဒါဂိုင်နှုန်းနဲ့ပြောမယ်ဆိုရင်တရားမှာ69ရာခိုင်နှုန်းကငွေကြေးနဲ့ပတ်သက်တဲ့ကံတော်တွေရောတော်တော်လေးကောင်းပါတယ်ဒါလည်းကိုကပြောခဲ့သလိုပဲဇွဲလုံးလာဝရိယနဲ့ထူထားတယ်တစ်ဖက်ကပြန်နေကြည့်ရပဲတော့ငွေကြေးရအခြေအနေအများကြီးကောင်းဒါမှမဟုတ်ဒီချိန်မှာငွေကြေးကဲကဲရှင်ကြေးလဲတယ်ရစရာတွေရတာတို့ပေးစရာတွေရှိတာပေးနိုင်တာတို့လူချစ်လူငယ်များတာတို့ပေါင်းတဲ့ဆက်ဆံရေးတွေအဆင်ပြေတာတွေကျမ်းမာရေးရဆူဆူရွရွအញ្ញံခိုက်တွေတည်တည်မမအញ្ញံခိုက်တွေတော့မရှိပါဘူးတခြားတော့ပညာရေးနဲ့ပတ်သက်တဲ့ကဏ္ဍတွေထုံးလင်းတောက်ပတာတွေရှိတယ်အောင်မြင်ဖြစ်ထွန်းတာတွေရှိတယ်ဘာသာရေးနဲ့ပတ်သက်တဲ့အဓိဋ္ဌာန်တွေဖြစ်မြောက်တော့ပေါ့နော်ဒါတော့ပြောစရာလေးကတော့နောက်တစ်ခုရှိသေးတယ်အဲ့ဒါဘာလဲဆိုတော့ကျသာပရိသတ်သမီးတွေရဲ့ကံတရားမှာအမျော်လင့်မဲ့နဲ့ဆွေမျိုးသားချင်းနဲ့ကိုယ်နဲ့ကြားထဲမှာအတိုက်ခံလေးတွေအနေချင်းကြုံရတတ်တယ်အဲ့တော့ဆွေမျိုးသားချင်းနဲ့ပူးတွဲပေါင်းဆက်လူလုပ်ငန်းလုပ်ဖို့အတွက်စူးစမ်းအထောက်နေတဲ့သူတွေရှိရင်တော့နည်းနည်းလေးတတိထားပြီးတော့လုပ်ရမှာပေါ့နော်နောက်အခြေအနေတော်နဲ့ပတ်သက်တဲ့ကံအခြေအနေတော်နဲ့ပတ်သက်တဲ့ကံမှာကျတော့ဘာရှိတယ်ဆိုတော့ကိုယ်အနေနဲ့အလုံးနဲ့ချစ်သူစီးပွားရေးလုပ်ငန်းတွေနဲ့အိမ်တော်ရေးအဲ့နှစ်ခုရဲ့ကြားထဲမှာလွန်ဆွဲပြီးတော့အခြေအနေတော်ရေးပိုင်းတွေမှာနည်းနည်းကိုယ့်ဘက်ကဟာသွားတာမျိုးဖြစ်တတ်ပါတယ်။ဒါမှမဟုတ်အလုပ်တွေလုပ်တာလဲလုပ်တာတစ်ပိုင်းပေါ့အခက်အခဲတွေရင်ဆိုင်ကျော်သွားတာလဲတစ်ပိုင်းပေါ့ဒါပေမဲ့ကိုယ့်ရဲ့မိသားစုကိုယ့်ရဲ့ဆွေမျိုးသားချင်းကိုယ့်ရဲ့လုပ်ငန်းဆောင်လေးပြန်ပြီးတော့ဂရုစိုက်ဖို့လိုအပ်ပါတယ်နော်ဒါကတော့အခြေအနေတော်ရေးမှာအဓိကလိုအပ်တာကတော့ခြားသာပရိသတ်သမီးတွေအတွက်တကယ်လိုအပ်တဲ့အရာဘယ်အရာလဲဆိုရင် balance ဖြစ်ပါတယ် balance ညီမှအောင်မြင်မှာပေါ့နော်အဲ့တော့ခြားသာပရိသတ်သမီးတွေအတွက်ကျွန်တော်တို့အကျိုးပေးတဲ့ကံကောင်းတဲ့အရာဘာရောင်လေးရှိလဲဆိုရင်နံပါတ်1ကအနဲ့ရောင်ကောင်းတယ်နံပါတ်2ကအဖြူရောင်ကောင်းတယ်အဲ့တော့အကြောင်းကြီးရဲ့ကိစ္စရှိတဲ့ကအနဲ့ရောင်လေးတွေဖြူရောင်လေးတွေဝတ်ပါကံကောင်းတဲ့အကျိုးပေးတဲ့ lucky number ကလေးတွေတော့9ကနန်းနဲ့2ကနန်းပေါ့2ကနန်းနဲ့9ကနန်းဖြစ်ပါတယ်။မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုထမ်းရက်ခဲပေါ့ထမ်းလျက်ခဲကိုခဲပေါ့နော်ထမ်းလျက်ခဲကိုခဲကိုကတ်လို့ပူဇော်ပြီးဆွတောင်းရပါတယ်။အဲဆိုရင်မကောင်းတဲ့ကံသာတာအညာခိုက်တွေပြပြပြီးတော့ကောင်းကျိုးလိုရာစန္ဒရှားရှိစီမှာဖြစ်ပါတယ်နော်။အဲတော့ကျွန်တော်တို့ယူရိုမင်္ဂလာချန်ကိုမြည်သူမဆိုလာရောက်ခဲ့ဖို့အတွက်အားလုံးကိုဖိတ်မှန်တကပြုပါတယ်။ပြီးခဲ့တဲ့ဘက်တွေတော့ဟောစတန်လေးတွေမတင်ဖြစ်တယ်ဆိုတာလေးပဲကျွန်တော်ရဲ့မိတ်ဆွေတွေကိုမလေးစားတာမဟုတ်ပါဘူးเนาะအချိန်မြဲအမြဲတမ်းလေးစားပါတယ်ကံဖို့လည်းထားပါတယ်ဒါကြောင့်စင်ဆက်မပြတ်လဲရိုက်ကူးနိုင်အောင်ဆက်လက်စူးစမ်းသွားမှာဖြစ်ပါတယ်နောက်တစ်ခုကဒီလကုံလောက်ဆိုရင်ကျွန်တော်တို့ယူရိုမင်္ဂလာချန်ကယူရိုမင်္ဂလာချန်ရဲ့ daily ခါရော်ဘေး hostel လေးတွေလည်းရိုက်ကူးပြီးတော့တင်ပေးနိုင်အောင်ဆက်လက်ပြီးတော့စူးစမ်းဆောင်ရွက်သွားမှာဖြစ်ပါတယ်ဘာသာရေးမင်းသိင်္ဂရဲ့ကြီးနဲ့ပရောက်ပြီးပေါင်းဆိုတဲ့ပတိလေးတွေနောက်ဝါစိနေအဆောင်လက်ပတ်လေးတွေဝါစိနေအင်းစမဖျောင်းနိုင်တော်လေးတွေကြားရသောအဆောင်ရည်ပြည်သီးတွေအလိုရှိတယ်ဆိုရင်လည်းကျွန်တော်တို့ယူပါမင်္ဂလာချမ်းမှာလာပြီးတော့ဝယ်လို့ရပါတယ်တချို့မလာရောက်နိုင်တဲ့သူတွေဆိုရင်လည်း online ကနေပြီးတော့တိုက်ကားနေပြီးတော့ဆက်သွယ်ပြီးတော့မှာနိုင်ပါတယ်နော်ကျွန်တော်ရဲ့မိတ်ဆွေကြာသာပရိသတ်သမီးပေါင်းကိုကြီးချမ်းပါခြင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလူရဆန္ဒတစ်လုံးတစ်ပါးလည်းရရှိကြပါစေနော်တော့အခုကတော့ရာသီဥတုကတော့ဆောင်းနှင်းကာလဆိုတော့ကျွန်တော်တို့ယူရိုမင်္ဂလာချမ်းမှာနည်းနည်းလေးအေးလာပြီဆိုတော့ကျမကြီးအထူးသတိထားတဲ့အချိန်ကာလဖြစ်ပါတယ်။ဒါကျွန်တော်မိတ်ကလေးလည်းအေးတဲ့နေရာဒေသမိတ်ဆွေတွေလည်းကျမကြီးခီးဆိုင်ကြပါနော်။တို့ရဆန္ဒပြေဝကြပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်နော်။တောက်ကြသားသမီးတွေအတွက်ကျွန်တော်တို့ကံကြမ္မာဖတ်ကြပေးမှာဖြစ်ပါတယ်။တောက်ကြသားသမီးတွေအတွက်ကြာလာတဲ့တေရောနမိတ်ကကြတော့ကျဲပွင့်ဧကရီဆိုတဲ့သင်္ကေတနမိတ်ဖြစ်ပါတယ်။ကျဲပွင့်ဧကရီနမိတ်ကကြတော့ကျဲပွင့်ဆိုတာအောင်မြင်ခြင်းပါပဲ။ဒါတော့တောက်ကြသားသမီးတွေရဲ့ကံကြမ္မာပွင့်လန်းတယ်။ကံကြမ္မာကောင်းတယ်။အောင်မြင်နိုင်တဲ့ကံစားတာတွေအပြည့်အဝရှိပါတယ်။အဲ့တော့ကုမ္ပဏီဝန်ထမ်းလုပ်တွေအစိုးရဝန်ထမ်းလုပ်တွေလောက်ကင်ဆောင်ရွက်နေတဲ့တောက်ကြသားသမီးတွေအတွက်ဆိုရင်လည်းဒီကာလမှာအင်မတန်မှပျော်ရွှင်စရာကောင်းတဲ့အချိန်ကာလဖြစ်တယ်။အလောက်ကန်တွေအစဉ်ပြေခြင်းတိုးတက်ခြင်းအောင်မြင်ခြင်းတွေရှိတယ်အထက်လူကြီးဆရာသမားတွေရဲ့ချစ်ခင်မှုကိုခံလို့ဘော်ကိုင်းဘက်တွေရဲ့ကုညီဖိတ်မှမှုရကိုလုံနေတဲ့အလောက်ကန်တွေအောင်မြင်ယုံမျှမကကိုယ့်ရဲ့နာမည်ဂုဏ်သတင်းတွေပါကြော်ကြားပြီးတော့အစဉ်ပြေမဲ့ကံသာတာမျိုးရှိပါတယ်ဒါကြောင့်
ဒီကလာမှာစိတ်လဲချမ်းသာကိုယ်လဲကျမ်းမှာတောက်ကြသားသမီးတွေဟာအလောက်ကိုင်းနေအဆင်ပြေပါတော့ကိုယ်အနေနဲ့လှုပ်ရင်ကောင်းမလားမကောင်းလားလို့လှုပ်တင်လားမလှုပ်တင်ဘူးလားပေါ့နော်စိတ်ထဲမှာစဉ်းစားတွေးတောနေတဲ့ချိန်ဆနေတဲ့အလုပ်ကိစ္စတွေရှိမှဆိုရင်တောက်ကြသားသမီးတွေဟာအင်တိုင်းအားတိုင်းလှုပ်တင်ပါလေနံပါတ်2ကတောက်ကြသားသမီးတွေရဲ့ငွေကြေးနဲ့ပတ်သက်တဲ့ကံကြမ္မာမှာကြတော့နည်းနည်းလေးအခက်အခဲရှိနေတာကိုတော့တွေ့ရတာပါနောက်တောက်ကြသားသမီးတွေကငွေကြေးကိုအကြောင်းပြုပြီးတော့နည်းနည်းလေးခက်ခဲတတ်ပါတယ်စိတ်မောလူမောကြုံရတတ်တယ်ကိုမှအလောက်ကိုင်းတွေအောင်မြင်လာလို့ငွေကြေးတွေအဆင်ပြေလာတယ်ဒါထဲမှာငွေကြေးတွေပြည့်ပြည့်ဝဝဖြစ်လာတယ်ဒါပေမဲ့အဲ့မှာကိုမှအဆင်ပြေလာတဲ့ငွေကြေးတွေကိုအကျွေးတွေပေးရင်ကောင်းမလားလုပ်ငန်းတွေပဲထပ်ပြီးတော့တိုးချဲ့ရမလားသားသမီးအတွက်ပဲယဉ်နှီးမြုံနှံရမလားအဲ့လိုမျိုးဝေခွဲမရဖြစ်ရမယ့်အခြေအနေမျိုးတွေတော့တောက်ကြသားသမီးတွေတော့ကြုံနိုင်ပါလေအဲ့တော့ပတ်စံမရှိလို့ပူပန်ရတာပတ်စံတွေအစင်မပြေလို့တောကရောက်ရတာမျိုးမဟုတ်ဘူးเนาะတောက်ကြသားသမီးတွေအတွက်ကြုံရတာကြတော့ပတ်စံရှိတာအလုပ်တွေလည်းအစင်ပြေတယ်ငွေကြေးတွေလည်းအစင်ပြေတယ်အဲ့တော့ကို့မှာပတ်စံတွေပြည့်စုံလာရှိလားအဲ့ပတ်စံတွေရှိနေတာကြီးကိုရှေ့မှာချပြီးတော့ဒီပတ်စံကိုငါဘာလုပ်ရင်ကောင်းမလဲအဲ့လိုမျိုးလိုရင်းနဲ့စဉ်းစားရင်နဲ့တွေးတောရင်နဲ့လမ်းလျှောက်ရင်နဲ့လမ်းပြောက်သလိုဖြစ်သွားတာမျိုးဖြစ်တတ်တယ်ဒါမလို့ဒီချိန်မှာသုံးဖြတ်ချက်မှားယွင်းတတ်ပါတယ်ငွေကြေးကိုအကြောင်းပြုပြီးတော့သုံးဖြတ်ချက်မှားယွင်းတတ်တယ်အဲ့ဒါလေးတော့သတိထားပါနော်နောက်ဆွေမျိုးသားချင်းတွေနဲ့ပတ်သက်တဲ့ကံသာတာတဲ့တော်တော်လေးကောင်းပါတယ်ကွဲကွာနေတဲ့ဆွေမျိုးသားချင်းတွေနဲ့ပြန်ပြီးတော့စုံစည်းရတတ်တယ်စုံတွေ့ရတတ်တယ်နောက်ကိုယ်နဲ့ရဝေးမှာအဆက်အသွယ်ပြတ်နေတဲ့ဆွေမျိုးသားချင်းတွေနဲ့ရုပ်တရက်မမျှော်လင့်မနဲ့အဆက်အသွယ်တွေပါပြန်ရတာမျိုးတွေဖြစ်တတ်ပါတယ်နောက်ခြေရင်တော့ဟိုပညာရေးနဲ့ပတ်သက်ရင်တော့နည်းနည်းသတိထားမယ်လူငယ်တွေပေါ့အဓိကပညာရေးနဲ့သူကနှလုံးသားမှာဓာတ်ဆိုင်တဲ့ကံကြမ္မာနမိတ်ကြအဲ့တော့ဘာနမိတ်လဲဆိုတော့အဓိကတော့ပညာရေးနဲ့နှလုံးသားရေးရဲ့နဲ့ကြားထဲမှာပညာရေးကိစ္စတွေနှောင့်နှေးသွားတာတွေကြန့်ကြာသွားတာမျိုးတွေဖြစ်ရတတ်တယ်နောက်ခြေရင်တော့နဲ့ပတ်သက်ရင်တော့ခွဲပလား10လုံးလားမိသားစုပျော်ရွှင်ကခုန်နေတဲ့ကံကြမ္မာနမိတ်ကြပါတယ်အဲ့တော့တောက်ကြသားသမီးတွေရဲ့အခြေအနေနဲ့ပတ်သက်ရင်ကံစားတာကောင်းတယ်အိမ်တော်ရေးနဲ့ပတ်သက်ပြီးတော့ကံစားတာကောင်းတယ်ချစ်သူနဲ့စုံစည်းရတတ်တယ်မင်္ဂလာကိစ္စတွေစိစက်ကြုံလန်းကိစ္စတွေအောင်မြင်တတ်တယ်အိမ်တော်တွေဆိုရင်သားသမီးရင်သွေးရတနာတွေထွန်းကားတတ်တာပေါ့အဲ့တော့ဖက်ဖက်ကနေစိတ်ချမ်းသာရခြင်းစိတ်ပျော်ရွှင်ရခြင်းကံကောင်းခြင်းတွေကြုံမဲ့အချိန်ကာလလေးလို့ပြောမှဆိုရင်လည်းမမှားပါဘူးเนาะအဲ့တော့တောက်ကြသားသမီးတွေအတွက်ကျွန်တော်တို့အကျိုးပေးတဲ့ကံကောင်းစေတဲ့အယောင်လေးတွေရှိပါတယ်အဲ့ဒါအပြာရောင်နဲ့အနီရောင်ဖြစ်ပါတယ်အပြာရောင်ကံတာကောင်းတယ်အနီရောင်ကံတာကောင်းပါတယ်အကျိုးပေးတဲ့ကဏ္ဍလေးတွေကတော့6ကဏ္ဍ1ကဏ္ဍအကျိုးပေးတယ်1ကဏ္ဍ6ကဏ္ဍအကျိုးပေးပါတယ်အဲ့တော့ဘာရေရာလောက်ရမလဲဆိုရင်အိုးလေးတစ်လုံးပေါ့နော်အောင်အိုးလေးတစ်လုံးနဲ့မှာတဲထည့်ရမယ်တဲလေးလက်6စုပ်လောက်ထည့်လိုက်ထည့်ပြီးတော့ရင်အုံညွန့်လေးစိုက်အုံညွန့်က6ညွန့်တဲအိုးထဲမှာအုံညွန့်6ညွန့်စိုက်ပြီးတော့မြတ်စွာဘုရားလှူဒန်းဆုတောင်းမယ်ဆိုရင်ကိုယ့်ရဲ့မကောင်းတဲ့ကံတာအညံ့ခိုက်တွေပြေပြောက်ပြီးတော့ကောင်းကျိုးလိုရာဆန္ဒရရှိစေမှာဖြစ်ပါတယ်။ဒါကျွန်တော်တို့ယူရောမင်္ဂလာချမ်းကိုမြည်သူမဆိုနော်လာနိုင်ပါတယ်တင်တဲ့နေတဲ့လာတက်နိုင်ပါတယ်နော်။အဲ့တော့ဘာသာရေးမင်းသင်္ကာရဲ့ကြီးနဲ့ဗရာကိုပြီးပေါင်းဆိုတဲ့ပတိလေးတွေနောက်ဝါစိမ့်နေအဆောင်လက်ပတ်လေးတွေဝါစိမ့်နေအင်းသမဖျောင်းနိုင်လေးတွေနောက်တစ်ခုကရွှေစည်းသားရောင်းမလေးတွေဒိုးကလေးတွေစတဲ့အဆောင်ရတရားပစ္စည်းလေးတွေအလိုရှိတယ်ဆိုရင်လည်းကျွန်တော်တို့ယူရောမင်္ဂလာချက်မှာလွတ်လွတ်လပ်လပ်လာဝယ်နိုင်တယ်လို့မလာနိုင်တဲ့သူတွေကလည်းအွန်လိုင်းကနေ Viber နေပြီးတော့ဆက်သွယ်ပြီးတော့မှာယူနိုင်ပါတယ်နော်နောက်တစ်ခုကကျွန်တော်တို့တရက်နေ့ကနေ10နေ့ဖွင့်မယ်ဘေးတင်နှန်းနေလည်းလာပြီးတော့တက်နိုင်ပါတယ်နော်ကျွန်တော်တို့ယူရောမင်္ဂလာချက်မှာနေ့စဉ်နဲ့မြရတရားတွေကိုအခမဲ့ရတရားကြီးမြူပဲနဲ့မေတ္တာတသက်စေနာတသက်နဲ့ကုညီဆောင်ရွက်ပေးနေတဲ့ရတရားမြည်လည်းဖြစ်ပါတယ်။အကြခင်မှာလည်းကျွန်တော်တို့ယူရောမင်္ဂလာချန်ကစတင်တည်ထောင်မဲ့ meditation center စတော့မှာဖြစ်ပါတယ်။ကဲကျွန်တော်ရဲ့မိတ်ဆွေပေါင်းကိုကျမ်းမှာစိတ်ချမ်းသာလူရဆန္ဒပြည့်စုံပါစေလို့ဆုတောင်းမေတ္တာများလိုက်လဲပို့သလိုက်ပါတယ်။အဲ့တော့ကျွန်တော်စနေသားသမီးတွေအတွက်ကံကြမ္မာဖတ်ကြားပေးမှာဖြစ်ပါတယ်။
စနေသားသမီးတွေအတွက်ကြာလာတဲ့ကံကြမ္မာနမိတ်လေးတွေရှိတယ်အဲ့ဒီနမိတ်ထဲမှာဆိုရင်တော့ခွက်ပလားလေးလုံးဆိုတဲ့နမိတ်လေးပေါ့နော်ဒီနမိတ်ထဲမှာဆိုရင်တော့လူတယောက်ကဒီတစ်ပင်တစ်ပင်အောက်မှာထိုင်နေတာပေါ့ထိုင်နေချိန်မှာရှေ့မှာသူကရွှေကလတ်၃လုံးကိုအစီကြီးချတာလားအဲ့မှာဒီတိမ်တိုက်တဲ့ကနေလက်တစ်ဘက်ကလည်းထွက်လာပြီးတော့ရွှေကလတ်တစ်လုံးကိုလာပေးတာအဲ့တော့အဲ့ဒီတစ်ပင်အောက်မှာထိုင်နေတဲ့လူလင်ကရှေ့စိတ်ဝင်စားဘူးပေါ့ပြောရင်တော့စိတ်ဝင်စားဘူးအဲ့လိုနမိတ်မျိုးပါပဲဒီနမိတ်ကဘာကိုညွှန်ပြတာလဲဆိုတော့မလိုချင်တာတော့ရမယ်လို့ကံကြမ္မာနမိတ်ဖြစ်ပါတယ်အဲ့တော့စနေသားသမီးတွေရဲ့အလုပ်အကိုင်တွေနဲ့ပတ်သက်ရင်ကံစားတာကောင်းတယ်အလုပ်အကိုင်တွေနောက်တစ်ခုကအခွင့်အရေးတွေအခွင့်အလမ်းတွေအဖက်ဘက်ကနေပြီးတော့ဝင်ရောက်လာတတ်တဲ့အချိန်ကာလဖြစ်တယ်အဲ့တော့အလုပ်နဲ့ပတ်သက်ရင်ကံစားတာကောင်းတယ်စီးပွားရေးလုပ်ငန်းဆောင်တာတွေနဲ့ပတ်သက်ပြီးတော့ကံစားတာကောင်းတယ်မမျှော်လင့်မဲ့နဲ့အလုပ်တွေအခွင့်အရေးတွေအခွင့်အလမ်းတွေအဖက်ဘက်ကနေဝင်လာတတ်တယ်ဒါပေမဲ့ပြဿနာလေးတွေလည်းနည်းနည်းရှိတယ်အခက်အခဲတွေလည်းနည်းနည်းရှိတယ်အဲ့ဒီအခက်အခဲကဘာလဲဆိုတော့ဒီလောက်ကောင်းမွန်တဲ့အလုပ်ကိုင်ခွင့်ရေးခွင့်လန်းတွေကိုကိုကစိတ်မဝင်စားသလိုဖြစ်နေတာပေါ့မလုပ်ချင်ဘူးစိတ်မပါဘူးအလုပ်တွေကိုလှည့်ကိုမကြည့်ချင်ဘူးတေချာပေါက်ပတ်စံရမယ်ဆိုတော့လည်းတည်တယ်တေချာပေါက်ဒီလာလေးတွေကိုကြိုးစားလိုက်မယ်ဆိုရင်နည်းနည်းတော့ကြိုးစားလိုက်တာနဲ့အောင်မြင်မယ်ဆိုတာကိုလည်းကိုကတည်တယ်ယုံလဲယုံကြည်တယ်ကို့မှာလည်းလုံနိုင်တဲ့အရေးချင်းတွေအရေးတွေးတွေရတယ်အပြည့်အဝရှိတယ်ဒါပေမဲ့မလုပ်ချင်တာစိတ်မဝင်စားတာလှည့်မကြည့်တာအဲ့တော့ဘာဖြစ်လဲဆိုတော့ကိုရခင်ရထိုက်တဲ့အလုပ်အကိုင်အကျိုးအမြတ်အခွင့်အရေးအခွင့်အလမ်းတွေဟာလက်လွတ်ပြီးတော့ဆုံးရှုံးသွားတာမျိုးတွေဖြစ်တတ်တယ်။အဲတော့စနေသားသမီးတွေကဒီကာလမှာစိတ်တွေလေနေတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။အဲတော့စနေသားသမီးတွေကိုကျွန်တော်အနေနဲ့ကြံကြံပေးချင်တာကတော့ကိုfocus လုပ်ဖို့ပါပဲနော်ကိုပြန်ပြီးတော့တက်မှတ်ပါကိုပြန်ပြီးတော့ focus လုပ်ပါပြန်ပြီးတော့အလုပ်တွေကိုအာရုံစူးစိုက်ပါဒီချိန်မှာကံအားလျော်စွာနဲ့အလုပ်ကိုင်ခွင့်ရေးခွင့်လန်းတွေအများကြီးဝင်ရောက်လာနိုင်တဲ့ကံကြမ္မာမျိုးရှိပါတယ်။နောက်ယာတုတိုးတယ်လစာတိုးတယ်နေရာကောင်းရတယ်။ခွာယာတုမတိုးခြင်းကိုကယာတုမတိုးခြင်းမှာဟိုဆိုမှယာတုတိုးပေးလိုက်မယ်။ကိုကလစာလည်းမတိုးခြင်းလစာမတိုးခြင်းတော့မှနေရာလစာတိုးပေးတယ်နေရာကောင်းနေလဲရတတ်ဒါကြောင့်ဒီချိန်မှာစနေသားသမီးတွေလှုပ်ရင်ကောင်းမလားမကောင်းလားလှုပ်တင်လားမလှုပ်တင်လားဆိုရင်လှုပ်လဲလှုပ်တင်တယ်နော်ကြိုးလဲကြိုးစားတင်တယ်အောင်မြင်မှုတွေလည်းမျောလင့်မထားလောက်အောင်ရနိုင်ပါတယ်နောက်တစ်ခုကငွေချင်းနဲ့ပတ်သက်တဲ့ကံစားတာမှာကြတော့နည်းနည်းလေးအခက်အခဲဖြစ်တယ်ပေါ့နော်အဲ့ဒီအခက်အခဲကဘာလဲဆိုတော့စိတ်မောလူမောဖြစ်တာပေါ့အတိတ်ကာလတုန်းကကြုံတွေ့ခဲ့ရတဲ့ငွေကြေးအဖူးထစ်တွေငွေကြေးနဲ့ပတ်သက်တဲ့အခက်အခဲတွေကြောင့်ဒီကလာမှာငွေကြေးကိုအကြောင်းပြုစိတ်မောလူမောဖြစ်ရတယ်။နောက်ဆွေမျိုးသားချင်းတွေနဲ့ပတ်သက်ပြီးတော့အနည်းငယ်စိတ်ညစ်ရတတ်ပါတယ်။ဆွေမျိုးသားချင်းချင်းအစင်မပြေမှုတွေကြုံရတတ်တယ်။လူမှုရေးကံတာတွေမှာကြတော့ကိုယ်နဲ့ကွဲကွာနေတဲ့မိတ်ဆွေတွေအပေါင်းအသင်းတွေတငယ်ချင်းတွေနဲ့ပြန်လည်ပြီးတော့စုံစည်းရတတ်တယ်။ကျမ်းမာရေးကတော့ခြေထောက်တွေပါရင်တတိထားရမယ်နော်။ခြေထောက်လေးတာတို့ခြေထောက်တွေတရွဆွဲတာတို့အကြောတွေဒုက္ခပေးတာတွေဖြစ်တတ်ပါတယ်။နောက်ပညာရေးနဲ့ပတ်သက်ပြီးတော့သင်တန်းတက်နေတဲ့ပညာရေးကဏ္ဍမှာကြိုးစားအထုတ်နေတဲ့ညီတွေညီမတွေကံတာတာတော့ကောင်းပါလေအောင်မြင်မဲ့ကံတာတာမျိုးရှိတယ်။နောက်စနေသားသမီးတွေရဲ့အခြေအနေတွေနဲ့ပတ်သက်ရင်တော့ကျဲပွင့်၄ပွင့်တဲ့နမိတ်ပါပဲ။ကျဲပွင့်၄ပွင့်ဆိုတာအောင်မြင်မှုတွေကိုထွန်းထူတဲ့ကံကြမ္မာနမိတ်ပါ။ပိဿုပံအတိတ်နာဂကာလသုံးပါးမှာကံကြမ္မာကောင်းခြင်းလို့အဓိပ္ပာယ်ရပါတယ်။အဲ့တော့အခြေအနေနဲ့ပတ်သက်ရင်ကံတာတာကောင်းတယ်အိမ်တော်ရေးနဲ့ပတ်သက်ရင်ကံစားတာကောင်းတယ်ချစ်သူမရှိသေးတဲ့လူတွေချစ်သူရတတ်တယ်အိမ်တော်ပြုဖို့စီစဉ်နေတဲ့သူတွေချောချောမောမောအိမ်တော်ကြာရတတ်တဲ့ကံကြမ္မာနမိတ်ပါဒါတော့ဘက်ဘက်ကနေပြီးတော့ကံစားတာကိုသုံးသပ်မယ်ဆိုရင်တော်တော်လေးကောင်းတယ်လို့ပြောရမှာဖြစ်ပါတယ်အဲ့တော့စနေသားသမီးတွေအတွက်အကျိုးပေးတဲ့ကံကောင်းတဲ့အယောင်လေးတွေကတော့အဝါရောင်နဲ့အနက်ရောင်နဲ့ကောင်းပါနော်အဝါလေးတွေအနက်ကလေးတွေဝတ်ပါစောင်းပါအကျိုးပေးတဲ့ lucky ကဏ္ဍလေးတွေပေါ့အဲ့တော့9ကဏ္ဍ9ကဏ္ဍ9ကဏ္ဍ5ကဏ္ဍဖြစ်ပါတယ်အဲ့တော့ဒီချိန်မှာစနေသားသမီးတွေရဲ့ကံတာတာလေးတွေကောင်းအောင်အဖက်ဖက်ကနေအစဉ်ပြေအောင်အညံ့ခိုက်ကင်းအောင်ဆိုရင်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုပထောင်းညော့
12ညွန့်နော်ဗတောင်းညွန့်12ညွန့်ကတ်လို့ပြီးတော့ဆူတောင်းပါကိုယ်မကောင်းတဲ့ကံတာအညံ့ကြိုက်လေးတွေပြပြပြီးတော့ကောင်းကျိုးလိုရာဆန္ဒရရှိစေမှာဖြစ်ပါတယ်နော်အဲ့တော့အဘမင်းသိန်ခါကြီးကြီးနဲ့ဗတော့ပြီးပေါက်ဆိုတဲ့ပဒီလေးတွေနော်နောက်ဝါစိမ့်ကြီးအဆောင်လက်ပတ်လေးတွေဝါစိမ့်ကြီးစမဖျောင်းနိုင်လေးတွေစီးသားရောင်းမာလေးတွေဒုကလေးတွေတခြားခြားသောအဆောင်ရရာပစ္စည်းလေးတွေလိုချင်တယ်ဆိုရင်ကျွန်တော်တို့ယူရိုမင်္ဂလာချန်ကိုဗုဒ္ဓဦးနေ့ရလွယ်ပြီးတော့ကျန်တဲ့နေ့ရက်အချိန်တွေမှာလာပြီးတော့ဝယ်လို့ရပါတယ်အဲ့တော့ယူရိုမင်္ဂလာချန်ကိုမလာရောက်နိုင်ဘူးကျွန်တော်တို့အရဝေးရသူတွေပဲဖြစ်ဖြစ် online ကနေပြီးတော့ delivery နဲ့မှာကျင်တဲ့သူတွေဆိုရင်လည်းကျွန်တော်ရဲ့ Viber နံပါတ်ကနေပြီးတော့ဆက်သွယ်ပြီးတော့မှာယူနိုင်ပါတယ်ကျွန်တော်တို့ဒီယူရိုမင်္ဂလာချန်မှာဆောင်းတွင်ကာလဦးပိုင်းမှာတော့နည်းနည်းလေးအေးလာပါပြီပေါ့နော်အဲ့တော့အေးပိုင်းဒေသတွေမှာရှိတယ်ကျွန်တော်ရဲ့မိတ်ဆွေတွေကျမ်းမာရေးခရီးဆိုင်ကြပါလို့အထူးတလဲမှာကြားလိုပါတယ်နောက်တစ်ခုကကျွန်တော်တို့မကြခင်မှာယူရိုမင်္ဂလာချန်ကစတင်မဲ့ meditation center စူပေါင်းပြီးတော့တရားထိုင်တဲ့နေရာစူပေါင်းပြီးတော့တရားထုတ်တဲ့နေရာလေးလည်းစတင်တော့မယ်ဆိုတဲ့အကြောင်းကိုသတင်းကောင်းလေးပါလိုက်ရပါတယ်။နောက်အခုလက်ရှိကျွန်တော်တို့ယူရိုမင်္ဂလာချန်ကိုရောက်ရှိလာတဲ့သူတွေအားလုံးဟိုလေဒီအလုပ်ကလေးတွေစပြီးတော့အလေးကျင့်ဖြစ်အောင်ကြိုးစားဆောင်ရွက်နေပါပြီ။အဲ့တော့ကျွန်တော်ရဲ့မိတ်ဆွေစနေသားသမီးပေါင်းကိုချမ်းမှာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။